မင်္ဂလာပါဗျာကျွန်တော်ကတော့နိုင်ငံတကာမှာစုပေါင်းများစွာရရှိထားတဲ့ဓာတ်ပုံပညာရှင်ကျော်စရာလင်းဖြစ်ပါတယ်ဓာတ်ပုံတစ်ပုံရဲ့အသက်ဟာအလင်းဖြစ်သလိုအလင်းအားနည်းတဲ့ညဘက်တွေမှာအမှုပညာဖန်တီးရတာဟာစိန်ခေါ်မှုတစ်ခုပါဒီနေ့မှာတော့ကျွန်တော်နဲ့အတူဒီစိန်ခေါ်မှုတွေကိုအကောင်းဆုံးကျော်ဖြတ်ပေးမယ် Infinix Note 60 Pro ပါဝင်လာပါတယ်ဒီဖုန်းရဲ့50 megapixel Night Master Camera ကကျွန်တော်ရဲ့အမှုပညာမြင်တွေကိုဘယ်လိုပုံဖော်ပေးသွားမလဲဆိုတာကြည့်လိုက်အောင်ခင်ဗျာမောင်ထဲမှာလင်းရမ်းပြင်းတဲ့မီးတွေကိုရိုက်တဲ့အခါဒီတွေးတွေမပြောက်သွားဖို့ကအရေးကြီးပါတယ်Ultra HDR ကြောင့်မီးရောင်တွေကကြည်လင်နေပြီးချင်းကပ်တဲ့အလောက်ကိုတိတိကျကျဖမ်းယူနိုင်ခဲ့ပါတယ်ဒါဟာတကယ် Night Master ပါပဲခုကျွန်တော်ဥပိ္ပန္ဒရာရဲ့မနက်ခင်းနေထွက်ချိန်လောက်ရိုက်ကူးမှုရောက်ရှိနေပါတယ်ဒီလိုနေထွက်စအလင်းစုစုကိုနောက်ခံထားရတဲ့ backlit photography မှာဆိုရင်ပုံမှန်အားဖြင့်အလင်းပြန်တာဒါမှမဟုတ် subject တွေမှောင်သွားတာမျိုးဖြစ်တတ်ပါတယ်ဒီ Infinix Note 60 Pro ရဲ့ Ultra HDR စနစ်နဲ့ sensor အလင်းမောင်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်လို့နေအောင်ကြားဒီတွေးတွေကိုကြည်ကြည်လင်နဲ့ရရှိစေမှာဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့ရဲ့ထင်ကြီးနေရာတစ်ခုဖြစ်တဲ့ကျုံးမေးရဲ့နေဝင်ချိန်လောက်ကိုရိုက်ကူးတော့မှာဖြစ်ပါတယ်ဓာတ်ပုံပညာမှာနောက်ထပ်စိတ်လှုပ်ရှားဖို့ကောင်းတာက Street Snap ပါလမ်းပေါ်ကလှုပ်ရှားမှုတွေကိုအချိန်မဆိုင်းမဲ့အမိရဖမ်းယူနိုင်မှုကဖုန်းရဲ့ focus နစ်ကမြန်ဆန်နေဖို့လိုပါတယ်။အခုမြင်ရတဲ့အတိုင်း Infinix Note 60 Pro ရဲ့မြန်ဆန်တဲ့ Street Snap မှုကြောင့်လမ်းမေးမြင်ကွင်းတွေကိုကျွန်တော်တပုံမှမလွတ်စေပဲပြက်ပြက်သားသားဖမ်းယူနိုင်ခဲ့ပါတယ်။နောက်တစ်ခုကကျွန်တော်ဒီဖုန်းရဲ့ micro မှုကိုတုံးကြည့်တဲ့အခါမှာလည်းတာမန်မျက်စိနဲ့မမြင်နိုင်တဲ့ပတ်မွန်လေးတွေရဲ့ texture တွေကိုပါအံ့ဩစရာကောင်းလောက်အောင်ရိုက်ကူးပေးနိုင်တာကိုတွေ့ရပါတယ်။ဥပ္ပင်ကားပေါ်ကလူတွေရဲ့နေ့စဉ်လှုပ်ရှားမှုမြင်ကွင်းကိုလည်း live photo feature နဲ့ရိုက်ကူးထားပါတယ်မန်းလေးရဲ့ငြိမ်သက်တဲ့ညမှာစီမီအောင်နဲ့ကိုရင်လေးတွေရဲ့ပုံရိပ်ကတကယ်ကိုအေးချမ်းပါတယ်ဒီလိုအလင်းအားနည်းတဲ့အခြေအနေမျိုးမှာတော့ Infinix Note 60 Pro ရဲ့50 megapixel Night Master Camera အလင်းနဲ့အမောင်ကိုအမှုပညာဆန်ဆန်ဖော်ပြပေးနိုင်တာကတကယ်ကိုထူးခြားပါတယ်ဟုတ်ပြီဒီဘက်ပြန်တော့ဟုတ်စီမီအောင်ကနှွေးထွေးတဲ့ခံစားမှုကိုအမိရဖမ်းယူပေးနိုင်လို့ကျွန်တော်တကယ်ကိုစိတ်ကျဉ်နေမိပါတယ်ဗျခုရိုက်ပြခဲ့တဲ့ပုံတွေအားလုံးဟာဒီ Infinix Note 60 Pro တစ်လုံးနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်။ညဘက်ရဲ့အလားပါတွေမာစတာတယောက်လိုဖမ်းယူခြင်းနဲ့ဆိုရင်တော့ဒါအကောင်းဆုံးရွေးချယ်မှုပါပဲ။ကျွန်တော်ကြော်စရာလင်းမှာအားလုံးပဲနုပညာဆန်တဲ့ပုံရိပ်တွေဖန်တီးနိုင်ကြပါစေ။